မိတ်ကြားတဲ့ဖိတ်ကြားတဲ့စကားလေးတစ်ခုမြတ်စွာဘုရားကိုယ်တိုင်မိတ်ကြားခဲ့တာရှိတယ်ဟောဖះလို့ပုဂ္ဂိုလ်ကတော့မှပဲငါအပြစ်ရှိရင်ပြောကြလို့ပြောသေးတာပဲကြံတဲ့ပုဂ္ဂိုလ်ကဘာမပြောနိုင်ကြရှိမလဲနော်မြတ်စွာဘုရားကယဟန်တွေကိုဘယ်လိုမိတ်ရှိတော့ဆိုဟန္တဓာနိဘိက္ခွေပဝါရိမိယဟန်တို့အခုသင်တို့ငါပန်ကြားပါတယ်ဖိတ်ကြားပါတယ်ဟန္တဓာနိဘိက္ခွေပဝါရိမိကိုနာသမေကိဉ္စီဂရဟထကာယိကံဝါစေတသိကာယိကံဝါစေတသိဝါစတိကံဝါလို့ဒါမြတ်စွာဘုရားမိန့်ကြားခဲ့တဲ့စကားနော်ယဟန်တို့အခုသင်တို့ကိုငါဖိတ်ကြားပါတယ်ငါပေါ်မှာကာယကံမှုဝစီကံမှုနဲ့များပြစ်တင်เสียရှိကြတယ်ပြစ်ဆိုတာပြစ်တင်เสียရှိရင်ပြောကြပါလို့ဆိုတဲ့အဓိပ္ပာယ်နော်ကာယကံမှုဝစီကံမှုနဲ့ပတ်သက်ပြီးတော့ပြစ်တင်เสียများရှိခဲ့လို့ရှိရင်ပြောနိုင်တယ်လို့မြတ်စွာဘုရားဒါဘုရားပဝါဒနာပြုတာပဲပေါ့နော်မြတ်စွာဘုရားအဲ့လိုဘုရားကငါဟာအများရဲ့ခေါင်းဆောင်ဖြစ်တယ်ငါကသာတတိပေးရမယ်ငါတပည့်တွေကငါ့ကိုတတိပေးเสียမလိုဘူးလို့ဒီလိုမြတ်စွာဘုရားရဲ့စိတ်ဓာတ်ထဲမှာမရှိဘူးဆိုတာအမြဲတမ်းပွင့်လင်းထင်ရှားသို့တော့မြတ်စွာဘုရားရဲ့အပြစ်ကိုထောက်ပြနိုင်တဲ့ပုဂ္ဂိုလ်ရှိလားဆိုမရှိဘူးဘာလို့မရှိအပြစ်မှမရှိတာရှိလို့ပြောတာမဟုတ်ဘူးမြတ်စွာဘုရားကဒီဒိဋ္ဌာနုဂတိလို့ခေါ်တယ်ကောင်းတဲ့အစဉ်အလာတွေကိုလိုက်နာကျင့်သုံးပါစေနော်အဲ့တော့အခုခေတ်လူသားတွေပေါ့လေကြံတဲ့လူသားတွေနဲ့အခုခေတ်ရောရှေးခေတ်ရောပေါ့ကြံတဲ့လူသားတွေနဲ့စိတ်ဓာတ်ရေးရဟာအမှန်တမ်းကွာခြားလူကြီးဖြစ်သွားပြီဆိုလို့ရှိရင်ငါ့ကိုလာမပြောနဲ့နော်ငါပြောတာပဲလို့ဆိုတဲ့အဆင့်မျိုးရောက်သွားကြတယ်သူကအပြောခံတာမဟုတ်တော့ဘူးသူပြောတာပဲမလိုက်နော်အဲ့ဒီလိုအဓိပ္ပာယ်မျိုးရောက်တယ်မြတ်စွာဘုရားကကြည့်မိတ်ရှိတာနာသမေကိဉ္စီကရဟထကာယိကံဝါဝါစတိကံဝါကိုမှုနှုတ်မှုနဲ့ဆက်ဆက်ပြီးတော့ငါမှကဲ့เสียတွေများမရှိကြဘူးလားရှိရင်ပြောကြလို့ဆိုတဲ့အဓိပ္ပာယ်ပြောကြဟုတ်အဲ့ဒီလိုမြတ်စွာဘုရားကိုယ်တိုင်ကတန်ခါပရိသတ်တန်ခါ900ချားမှာပွင့်ပွင့်လင်းလင်းအခုလိုပြောတယ်တကယ်ကတော့မြတ်စွာဘုရားဟာသူတော်ဘာတွေကထောက်ပြမှကောင်းတယ်ဆိုတဲ့အနေအထားမျိုးမရှိပါဘူးတကယ်တော့နော်6ပြစ်ကင်တဲလဲစင်မြတ်စွာဘုရားမှာဘာပြစ်မှကျူးလွန်တာမရှိဘူးမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့သူများတွေရဲ့အထောက်အကူပြုပေးဖို့သူများတွေရဲ့စောင့်ရှောက်မှုနဲ့နေရတဲ့အချက်မျိုးဆိုလုံးဝမရှိဘူးမြတ်စွာဘုရားရဲ့ကိုမှုဟာလည်းအမြဲတမ်းစင်ကြယ်တယ်နှုတ်မှုကလည်းအမြဲတမ်းစင်ကြယ်တယ်စိတ်ထဲကကြံစီတွေးတောမှုတွေကလည်းအလွန်တန်ရှင်းစင်ကြယ်တယ်အပြစ်မရှိဘူးနောက်ဆုံးမှာမြတ်စွာဘုရားရဲ့အသက်မွေးမှုဘဝဆိုတာလူခန္ဓာကိုရထားလို့ရှိရင်အဲ့ဒီခန္ဓာကိုအသက်ရှိဖို့အတွက်အသက်မွေးဝမ်းကြောင်းဆိုတာရှိရအဲ့ဒီအသက်မွေးဝမ်းကြောင်းမှုနဲ့ပတ်သက်လည်းပဲမြတ်စွာဘုရားကပရိသုဒ္ဓဇီဝလုံးဝစင်ကြယ်တဲ့အသက်မွေးမှုရှိတယ်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘသူစီကမှထောက်ခံချက်ယူစရာမရှိဘူးနော်ကာယကံနဲ့ပတ်သက်ပြီးတော့လည်းအပြစ်တစုံတရာမရှိဘူးဝစီကံလို့ဆိုတဲ့နှုတ်အပြောနဲ့ပတ်သက်ပြီးတော့လည်းအပြစ်တစုံတရာမရှိဘူးကာယကံဝစီကံမရှိဘူးဆိုတဲ့ဒီမကဘူးစိတ်ထဲကကြံတွေးမှုနဲ့ပတ်သက်ပြီးတော့လည်းအပြစ်တစုံတရာမရှိဘူးအသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်ပြီးတော့လည်းအပြစ်တစုံတရာမရှိဘူးအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကသူများစီကထောက်ခံတာကိုလိုအပ်တာမဟုတ်ပါဘူးသို့တော့အစဉ်လာကောင်းတစ်ခုလိုက်နာချက်သုံးစေဖို့အတွက်ဘုရားကိုယ်တိုင်ကစံပြအနေနဲ့အေးငါမှကိုမှုနှုတ်မှုနဲ့ပတ်သက်ပြီးတော့ကဲ့ရဲ့စရာရှိရင်ပြောကြပြစ်တင်စရာများရှိရင်ပြောကြလို့ဒီလိုယဟန်နေရဲ့ချားမှာမြတ်စွာဘုရားကိုယ်တိုင်ကပဝါဒနာပြုတဲ့အနေနဲ့ဖိတ်ကြားခဲ့တယ်ဖိတ်ခေါ်လိုက်တယ်ဟုတ်ဒါအင်မတန်မှရဲရဲတဲ့စကားတစ်ခုလို့ဒီလိုပြောအောင်တခြားဘာသာရေးခေါင်းဆောင်တွေကဒီလိုမလုပ်ရဲဘူးဒီလိုလှုပ်ထားတယ်ပြိဿတ်တွေကဟိုကလက်ညှိုးထထိုးဒီကလက်ညှိုးထထိုးတွေပြည့်မြတ်စွာဘုရားနဲ့ခစ်ပြိုင်ဘာသာရေးဆရာကြီးတွေ6ဦးတောင်ရှိတာပဲအဲ့ဒီ6ဦးလုံးဟာသူ့လူတွေသူမနိုင်ကြဘူး
သူတပည့်တွေကိုသူတို့မနိုင်ဘူးသူတပည့်တွေကလည်းသူတို့ကိုကျေနပ်ကြတာမဟုတ်ဘူးမကျေနပ်တဲ့လူတွေရှိတယ်တခါတော့ကပုရဏကသမားကတရားဟောနေတာတပည့်တဦးကထပြီးတော့ကန့်ကွက်တယ်တဲ့ကိုတော်ဟောတာမှားတယ်အဲ့ဒါလိုမဟုတ်ဘူးဆိုပြီးတော့ထကန့်ကွက်တယ်ထကန့်ကွက်တဲ့အခါကျတော့ပုရဏကသမားပြောတယ်ငါပြောတာနားထောင်အောင်ငါပြောတဲ့ကြားထဲမှာဝင်မပြောပါနဲ့လို့ပြောတာလည်းမရဘူးတဲ့သူပိဋကသူမထိန်နိုင်ဘူးဆိုတာပိဋကထဲမှာမှတ်တမ်းတင်ထားတာရှိတယ်နော်မှတ်တမ်းတင်ထားတာရှိတယ်ထို့တူပဲမက္ခလိဂောသလာတို့သင်္ဆယဗေလထပုဒ္ဒတို့ပကုဒ္ဒခိစ္ဆယနာတို့အဇိတကေတကမ္မလနိခန္ဓနာတပုဒ္ဒဆိုတဲ့ကျန်တဲ့ဆရာကြီးတွေလည်းဒီအဖြစ်မျိုးတွေကြုံတာမြတ်စွာဘုရားကြတော့တပည့်တာဝကတွေဟာတုတ်မှမလှုပ်ဘူးဘုရားတရားဟောနေတာကိုချောင်းကလေးဟပ်မိတာနဲ့အနာကကိုတော်ကတထောင်လေးနဲ့တွက်ပြီးတတိပေးတယ်ဘုရားတရားဟောနေတယ်အတန်မထွက်စေနဲ့ဒီလိုတတိပေးတာတောင်ရှိတယ်အချင်းချင်းဟာအမတမညီညွတ်ပြီးတော့ဘုရားရှိပါဆိုရင်အမတမတိတ်ဆိတ်ငြိမ်သက်စွာနေထိုင်ရတာဖြစ်တယ်။ဒါကြောင့်မို့တပည့်တွေရဲ့မျက်နှာမှုကိုအရာဆုံးဘာသာရေးခေါင်းဆောင်ဟာဘယ်သူလဲလို့ဆွေးနွေးမေးမြန်းကြတဲ့အခါမှာတမနာဂေါရမလို့ဆိုတဲ့ဂေါရမဘုရားတဆူတာလည်းရှိတယ်ပေါ့ကြံတဲ့ဆရာကြီးတွေဟာသူတို့တပည့်သူတို့မနိုင်ဘူးတဲ့မြတ်စွာဘုရားကတပည့်တွေကိုနိုင်တယ်လို့ဆိုတာကိုတော်တိုင်ကလည်းယဉ်ကျေးတယ်တပည့်တွေကလည်းယဉ်ကျေးတယ်ကိုယ်တိုင်ကလည်းငြိမ်သက်အေးချမ်းတယ်တပည့်တွေကလည်းငြိမ်သက်အေးချမ်းတယ်ဆိုတဲ့တကယ်အနှစ်သာရဘိုင်းမှာပြည့်စုံနေတာဖြစ်သောကြောင့်အင်တမငြိမ်းချမ်းတယ်အဲ့ဒီလိုအခြေအနေမှာတောင်မြတ်စွာဘုရားကဟန္တတာနိဘိက္ခွေပဝါဒေမိဝယဟန်တို့အခုငါတင်တို့ကိုဖိတ်ခေါ်တယ်ငါမှပြောเสียကဲ့ရဲ့เสียကိုမှုနှုတ်မှုညာရှိရင်ပြောကြပြောနိုင်ပါတယ်လို့မြတ်စွာဘုရားဒီလိုဖိတ်ခေါ်လိုက်အဲ့ဒါလို့ဖိတ်ခေါ်လိုက်တဲ့အခါမှာဒီတန်ခါပရိသတ်ထဲမှာအကြီးအကဲအနေနဲ့ဘယ်သူပါလာတော့ဆိုရှင်သာရိပုတ္တရာမထေရမြတ်ပါလာတယ်အဲ့ဒီရှင်သာရိပုတ္တရာမထေရမြတ်ကပြုတ်တည်းဒီလက်ကြောထုံးလို့မြတ်စွာဘုရားရှေ့မှာဆောင်းကြောင်လေးထိုင်ပြီးတော့သူကပြန်လျှောက်တယ်နာခောမယံပန္တိနော်ဘဂဝတောဂိစီကရဟမှာအရှင်ဘုရားတဲ့တပည့်တော်တို့ဘုရားပေါ်မှာအပြစ်တစုံတရားကိုမှုနှုတ်မှုနဲ့ပတ်သက်ပြီးကဲ့ရဲ့เสียတခုမှတပည့်တော်တို့မှာမရှိပါဘူးတဲ့မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့လုံးဝကျင့်တတ်ပါတယ်ဘာကြောင့်လဲလို့ဆိုတော့သူကအကြောင်းပြတဲ့အခါမှာရှင်တော်မြတ်ဘုရားဟာဒီလမ်းစဉ်ကိုရှေးဥစွာတည်ထွင်ပြီးတော့လမ်းစဉ်ချပေးတဲ့ပုဂ္ဂိုလ်လည်းဖြစ်ပါတယ်နိဗ္ဗာန်သွားတဲ့လမ်းကြောင်းကြီးစတင်ပြီးတော့တည်ထွင်ပြီးတော့ဟောကြားတဲ့ပုဂ္ဂိုလ်လည်းဖြစ်တယ်အခုတပည့်တော်တို့ဆိုတာမြတ်စွာဘုရားချမှတ်ထားတဲ့လမ်းကြောင်းအတိုင်းလိုက်လို့နိဗ္ဗာန်ကိုတွေ့ကြုံကြရတာဖြစ်တော့တပည့်တော်တို့အနေနဲ့မြတ်စွာဘုရားပေါ်မှာအပြစ်တစ်စုံတရာတစ်ခုမှမမြင်ရပါဘူးလို့ရှင်သာရိပုတ္တရာကပြန်လျှောက်တယ်နော်ဘုရားပေါ်မှာအပြစ်တစ်စုံတရာမရှိပါဘူးအခုတပည့်တွေဆိုတာမြတ်စွာဘုရားချမှတ်ထားတဲ့လမ်းကြောင်းအတိုင်းလိုက်နေကြရတဲ့ပုဂ္ဂိုလ်တွေဖြစ်လို့မြတ်စွာဘုရားပေါ်မှာကဲ့ရဲ့စရာတစ်ခုမှမရှိပါဘူးလို့လျှောက်ထားပြီးတော့ရှင်သာရိပုတ္တရာကဘာလျှောက်ပြန်တော့ဆိုအရှင်ဘုရားတဲ့တပည့်တော်အပေါ်မြတ်စွာဘုရားအနေနဲ့ပြောเสียကိုမှုနှုတ်မှုနဲ့ပတ်သက်ပြီးကဲ့ရဲ့စရာများရှိပါသလားဘုရားတပည့်တော်ဖိတ်ကြားပါတယ်မြတ်စွာဘုရားမိန့်ကြားတော်မူပါဆိုတော့မြတ်စွာဘုရားကသာရိပုတ္တရာတဲ့တင့်ပေါ်မှာလဲငါဘာမှပြောစရာမရှိပါဘူးတဲ့သင်ဟာငါတပည့်သာရိပုတ္တရာဟာအင်မတန်မှကြီးမားတဲ့ပညာရှိတယ်ကျယ်ပြန့်တဲ့ပညာရှိတယ်ရှင်လန်းတက်ကြွတဲ့ပညာရှိတယ်ထိုးထွင်းသိနိုင်တဲ့ပညာရှိတယ်ငါဘုရားဟောသမျှတရားတွေကိုနောက်ကနေလိုက်ပြီးတော့ပြည့်ပြည့်စုံစုံဟောကြားနိုင်တာသင်တူတဲ့ပဲဒါကြောင့်မို့လို့ငါတပည့်သာရိပုတ္တရာအပေါ်မှာအပြစ်တစ်စုံတရာငါမရှိပါဘူးလို့မြတ်စွာဘုရားကလည်းဖွင့်ထုတ်ပြီးတော့ဒီလိုပြောတယ်နော်ဘုရားကိုယ်တိုင်ကလည်းဘာအပြစ်မှပြောစရာမရှိပါဘူးလို့ဆိုတော့ရှင်သာရိပုတ္တရာကဆိုရင်ပြားတဲ့ဟောဒီယဟန်ရောတပည့်တော်သူတို့ကိုယ်စားဖိတ်ကြားပါလေပြောเสียကဲ့ရဲ့เสียများရှိပါသလားကိုမှုနှုတ်မှုနဲ့ပတ်သက်ပြီးပြောเสียကဲ့ရဲ့เสียရှိပါသလားဆိုတော့မြတ်စွာဘုရားကမရှိပါဘူးတဲ့ဒီထဲမှာ
အပါး60ကတေဝိဇ္ဇဝိဇ္ဇ3ပါးရရှိထားတဲ့တကယ်ယဟန္တာပုဂ္ဂိုလ်တွေဖြစ်တယ်တဲ့နောက်ထပ်အပါး60ကဆလဘိညာအဘိညာဉ်6ပါးနဲ့ပြည့်ဝတဲ့ဂုဏ်တုဝိသေတာရှိတဲ့ယဟန္တာတွေပဲဖြစ်တယ်ဟောတေဝိဇ္ဇတဲ့ဆလဘိညာတဲ့နောက်အပါး60ကဥပတောဘာဂဝိမု ക്ത နှစ်ဖက်အစုံကနေပြီးတော့ဟောနှစ်ဖက်အစုံကနေပြီးတော့ကိလေသာတွေကလွတ်မြောက်ထားတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်တယ်။ကျန်တဲ့ပုဂ္ဂိုလ်တွေကပညာဝိမု ക്ത ပုဂ္ဂိုလ်တွေဖြစ်တယ်။အဲ့တော့ဒီယဟန်900စလုံးဟာတကယ်ယဟန္တာတွေကြီးပဲလို့ဆိုတော့အပြစ်ပြောစရာတခုမှမရှိဘူးလို့မြတ်စွာဘုရားကအတည်ပြုပြန်ကြားပေးလိုက်